Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြီးတော့ကျွန်တော်ရဲ့အနောက်ဖေးလမ်းလေးကျွန်တော်အဖွားအိမ်အနောက်ဖေးလမ်းလေးကိုပြမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းပြင်းတာနဲ့သွားမယ်ဆိုပြီးတော့လုပ်တယ်ကဲသွားကြစို့တော့ရတယ်ရကျွန်တော်ရေးကြီးကောင်းလိုက်တယ်ကျွန်တော်ကိုသွားကျွန်တော်ရဲ့အိမ်ပေါ်ကျွန်တော်ရဲ့အဖွားအိမ်ပုံစံလေးပေါ့ကျွန်တော်ရဲ့အဖွားခြံကြီးပြဒီမှာယုံဘာကြီးလဲတော့မသိဒီနေ့ဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုတော့ချင်းစီကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဘိုင်နာ